ဟုတ်ကဲ့မင်္ဂလာပါရှင်ဟိုတနေ့ကဗီဒီယိုတစ်ဖိုင်တင်လိုက်တယ်ပေါ့နော်နင်တို့ကပတ်စံရတာကိုပဲရှာပြပေးတယ်လေဘလောက်ရင်ရလေဘလောက်ကိုတလားကိုဘလောက်ကိုဝေထားရလေဆိုတာကိုဘာကြောင့်မရှင်းပြပေးတာလေတဲ့မေးထားလို့ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါလေးကျွန်တော်ရှင်းပြပါမယ်နံပါတ်1ချက်ရင်းတာကတော့လှုပ်ချင်တဲ့စိတ်ကလေးကိုနံပါတ်1ချက်ရင်းရပါတယ်နံပါတ်2ချက်ကတော့ကျွန်တော်ဘလောက်ရင်းအဲ့ဒီတော့မှာကျွန်တော်ကတော့စီးပွားရေးကိုတစ်ခါလေးရတာဖြစ်တဲ့အတွက်ကျွန်တော်ဆက်ဆုံးပဲရင်းပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်9ဆုံရင်းပြီးတော့အခုဆိုလို့ရှိရင်9ဆုံဘလောက်ရင်းရတယ်ဆိုတော့2800ရင်းရပါတယ်ဒါပေမဲ့ကျွန်တော်တက်တက်မှာတစ်ခါပဲရင်းရပါတယ်ပြီးလို့ရှိရင်အဲ့အရင်းကြီးကပြန်ရပါတယ်ခင်ဗျာဒါယူရရဆိုရင်ဒီတော့ကိုပစ္စည်းကျမရေးဟာရတက်စာသဘာဝ organic plus စစ်နဲ့ပတ်သက်ပြီးတော့ကိုသုံးရင်တော့ပစ္စည်းများအလားကိုပစ္စည်းများကိုပြန်လည်ပြီးတော့ရပါတယ်ခင်ဗျာဒါကြောင့်မလို့မသိတဲ့လူများမရှင်းတဲ့လူများရှိထပ်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါအခုလိုမျိုးဖြစ်ပြတဲ့ကျေးဇူးတင်ပါတယ်ရှင်